ကိုရေပြုတ်တို့စန်တာလာပါပြီကြိုက်ရဆုတောင်းကြချန်ပီယံလီဖလားတော့ငါလည်းမတက်နိုင်ဘူးနော် ရေပြုတ်ကပရီမီယံမှာလည်းထိတ်မှာချန်ပီယံလိဂ်မှာလည်းထိတ်မှာခါရာဘောက်မှာစီမီမေးချင်တာကပြိုင်ပွဲအားလုံးမှာဒုတိယဖြစ်ရင်ကိုရေပြုတ်တို့ခံစားနိုင်လို့လားအကြံပေးချင်တာကရာသီကုန်းခံစားရတတ်တာအောင်အချို့ဖလားတွေကနေထွက်ထားလိုက်ပါလားလို့ပြောရအောင်မယ် Premier Lodge မှာ Duncan Ball Penalty OG တွေကြောင့်သာမဟုတ်ရင်တန်းစင်စုံတောင်ရောက်နေနိုင်တဲ့အသင်းတစ်သင်းရှိတယ်။နာမည်တော့မပြောရပါဘူးနော်။ဘယ်အသင်းထင်လဲမှန်ပေးသွားကြအောင်။စိုက်ကားအရိတ်ကထွက်လိုက်တာနဲ့အာမန်အန်ဘူမိုဂိုးတွေသွင်းဂိမ်းမှာပွဲသိမ့်မကန်ရတဲ့မာဇယာဝီတောင်ဂိုးဖန်တီးလိုက်တယ်။စိုက်ကားငိတ်ကိုရှောင်းလင်ဘလုံးတွေကစတီဗင်ချောင်သွားကန်တောင်သွေးကြောပိတ်ခံထားရတဲ့တိုင်းသမားလိုဖြစ်နေအောင်ပါ။